Okay အားလုံးပဲကျွန်တော်လီယိုပါဆိုတော့ဒီနေ့တော့ဘယ် agency ကမှအထားမှာမဟုတ်ကိုယ့်ကိုပြင်းလို့ travel design လေးတစ်ခုဆွဲမယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ကဖုန်းထဲကနေလင်းမြန်လေးထွက်လာတဲ့ပုံစံလေးလို့ကျွန်တော်အဲ့ဒါလေးကိုရင်ဆုံးလုပ်မယ်ကဲအဲ့တော့ဖုန်းထဲကနေလင်းမြန်ထွက်လာတဲ့ပုံစံလေးရပြီပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အောက်ကနေကားလေးထပ်ထည့်မယ်ပေါ့နော်ကားလေးလည်းထွက်လာတဲ့ပုံစံလေးပေါ့ travel agency ဆိုတော့လေလေနဲ့လည်းပို့မယ်ကားနဲ့လည်းပို့မယ်ခင်ဗျားတို့စိတ်ပါလို့ရှိရင်သင်္ဘောနဲ့ပါပို့မယ်ဆိုတော့ concept လေးပေါ့နော် okay အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ကနေပြီးတော့ beach လေးထည့်မယ်ပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ကကောင်းကင်ကိုတိတ်မကြိုက်တာနဲ့ Google ကနေပြီးတော့ပဲဒီကောင်းကင် background တစ်ခုရှာပြီးတော့ထည့်ထည့်မယ်အဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်လည်းဒီကနေပြီးတော့ငှက်လေးပြန်ပြီးတော့ထွက်လာတဲ့ concept မျိုးလေးကျွန်တော်တို့ထည့်မယ် background အရာကိုတော့ကျွန်တော်တို့ဒီကောင်းကင်အပြာရောင်လေးကိုပဲပြန်သုံးထားမယ်ပေါ့နော် color လေးနည်းနည်းခွဲပြီးတော့ပေါ့ okay အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တိမ်လေးနည်းနည်းပြန်ထည့်မယ်ဒီနေရာမှာတိမ်လေးကဒီတစ်ခုတည်းကိုပဲ size အကြီးအသေးလေးခွဲပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ထည့်မယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့လေမြန်ကြီးကို motion blur လေးနည်းနည်းထည့်မယ်နောက်ဖက်ကနေပြီးတော့ motion blur လေးပါနေတဲ့ concept လေးပေါ့ကဲအဲ့တော့ motion blur လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်နောက်ထပ်တစ်ဆင့်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ color လေးနည်းနည်းပါလိုအပ်တာလေး adjust လုပ်မယ်ဗျာပြီးရင်တော့ဒီကားရဲ့အောက်ကနေပြီးတော့ shadow လေးကြာနေတဲ့ပုံစံလေးကျွန်တော်ရိုးရိုးရှင်းရှင်းပဲပန်တူးကောက်ပြီးတော့ဒီတိုင်းပဲ Gaussian blur နဲ့ထည့်မယ်ပေါ့နော်နောက်ကနေပြီးတော့ကျွန်တော်တို့ဒီတောင်တန်းတွေလည်းထည့်အောင်မယ်ကျွန်တော်တို့စီမှာခီးသွားမယ်ဆိုလို့ရှိရင်တောင်တန်းနဲ့ကမ်းခြေဒါပဲရှိအောင်အဲ့တော့ရေခဲတောင်တွေပါလေမထည့်တော့ဘူးဗျာဒီမှာတောင်တန်းလေးတွေကျွန်တော်နောက်ကနေပြီးတော့ထည့်မယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ထုံးစံတိုင်းပဲ title လေးပြန်ပြီးတော့ထိုးမယ် title ထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အောက်ကနေပြီးတော့ bottom text လေးလည်းပြန်ပြီးတော့ရေးမယ်ပေါ့နော်အဲ့တော့ bottom text ရေးဖို့အတွက် space လေးချပြီးတော့ဒါ bottom text လေးပြန်ရေးလိုက်တယ်design ရဲ့ composition balance လေးညီသွားအောင်လို့ပေါ့ကွာအဲ့တော့ okay အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ layer တွေကိုပေါင်းတင်တာလေးပေါင်းပြီးတော့ကျွန်တော်တို့ဒီနေရာမှာဆိုလို့ရှိရင် overall lighting လေးတစ်ခုလိုက်ပြီးတော့ထည့်မယ် overall lighting ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့finalize color chain ပေါ့နော် finalize color chain နေတော့ bio မှာကျွန်တော် YouTube link လေးရှိရဲTikTok ကြည့်နေတဲ့လူတွေ follow လုပ်ထားပြီးလို့ရတယ်ဒါကတော့ final design လေးပါအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် video နဲ့ပြန်တွေ့ပါမယ် see you guys